ကဲစဉ်းစားကြည့်အောင်ကိုနဲ့အတူတူစီးပွားရေးလုပ်နေတဲ့မိဖက်တယောက်ရုတ်တရက်ကြီးဆုံးသွားတယ်ဆိုပါစို့ဘာဆက်ဖြစ်မလဲသူ့ရဲ့လုပ်ငန်းရှယ်ယာတွေကတော့သူမိသားစုစီအလိုလျောက်ရောက်သွားမှာလားဒီနေ့ဒီအကြောင်းအရာမှာလေဒီမိခွန်းရဲ့ဖြေကိုတကယ်ဖြစ်လက်တစ်ခုနဲ့တူတူလေ့လာကြည့်ကြရအောင်ဟုတ်ပါတယ်ဒီနေ့ကျွန်တော်တို့အဓိကထားပြီးဖြည့်ဆွသွားမယ်မိကုံကတော့စီးပွားရေးမိဖွဲ့ဆက်ဆံရေးဆိုတာကိုအမွေဆက်ခံလို့ရောရဲလားဆိုတဲ့မိကုံပါပဲဒီမိကွန်းရဲ့အဖေကိုရှာဖို့အတွက်လေရွှေဦးလို့ခေါ်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ဇလန်လီတစ်ခုကိုကြည့်ပြီးအဖေရှာကြည့်ကြတာပေါ့ဒီရွှေဦးလုပ်ငန်းဆိုတာကတော့ဦးမျိုးဦးနဲ့ဦးခင်မောင်အဲ့ဒီလူနှစ်ယောက်ပေါင်းပြီးထောင်ထားရဲ့ရိုးရိုးရှင်းရှင်းမိတ်ဖက်လုပ်ငန်းတစ်ခုပေါ့ဒါပေမဲ့အေးဆေးဆေးလည်းဖက်နေတဲ့ဒီလုပ်ငန်းလေးမှာမြောင်မျိုးလင်းထားတဲ့အဖြစ်တစ်ခုဖြစ်လာပြီးအချင်းတွေကရုတ်တရက်ကြီးပြောင်းလဲသွားခဲ့တယ်ကဲဘာဒီဆက်ဖြစ်မလဲဆိုတာကြည့်လိုက်ကြရအောင်အဲ့ဒါကတော့မိတ်ဖက်တယောက်ဖြစ်တဲ့ဦးမျိုးဦးရုတ်တရက်ကွယ်လွန်သွားတာပါပဲဒီလိုဖြစ်သွားတဲ့အခါမှာတော့လုပ်ငန်းရဲ့အနာဂတ်ရောလုပ်ငန်းထဲမှာရှိတဲ့သူ့ရဲ့အမွေအနှစ်တွေကတော့ဘယ်လိုဆက်ဖြစ်မလဲဆိုတာမေးခွန်းထုတ်စရာတွေဖြစ်လာခဲ့ပါတယ်ဆိုတော့ဒီနေရာမှာအဓိကကြတဲ့မင်းကွန်းကြီးတစ်ခုထပ်လာပြီကွယ်လွန်သွားတဲ့ဦးမျိုးဦးရဲ့ဇနီးဖြစ်သူဒေါ်မိုးမမကတော့ဒီလုံကမှာသူ့ခင်ပွန်းစားအလိုလျောက်မိတ်ဖက်ကြောက်ဖြစ်လာနိုင်သလားတရားဝင်ခွင့်ရရှိရလားကဲဒီလိုခြေနေမျိုးမှာအပြေကိုကိုယ်ထင်မြင်ချက်နဲ့ပေးလို့မရတော့ဘူးတရားဥပဒေကဘာပြောလဲဆိုတာကိုပဲတိတိကျကျကြည့်ရတော့မှာဆိုတော့ဒီကိစ္စမှာအစွန့်ဖြတ်ပြီးမဲ့ဥပဒေကပါလဲဆိုတော့အဲ့ဒါကတော့မိတ်ဖက်အပ်ဥပဒေပါပဲသူကမိတ်ဖက်လက်ငန်းတွေအားလုံးအတွက်အခြေခံစည်းမျဉ်းတွေကိုချမှတ်ပေးထားတာကိုပထမဆုံးအနေနဲ့ဥပဒေအရမိတ်ဖက်လုပ်ငန်းဆိုတာဘာလဲဆိုတာကိုအင်ဆုံးရှင်းရှင်းလင်းလင်းနားငယ်ထားဖို့လိုပါတယ်အထည်ပဲဖွင့်ဆိုချက်ကိုကြီးလိုက်ရင်တောချက်စကလုံးကသဘောတူညီချက်ပါပဲဆိုလိုတာကတော့လုပ်ငန်းကားလာရဲ့အမြက်ကိုခွားဝီဖို့လူနီယောက်ဒါမှမဟုတ်အဲ့ဒီထက်ပိုတဲ့သူတွေကြားမှာသဘောတူညီမှုတစ်ခုရှိရမယ်အဲ့ဒီအပေါ်မှာဒီဆောက်ထားတဲ့ဆက်ဆံရေးမျိုးကိုခေါ်တာပေါ့ဒါဆိုရင်တရားဝင်မိဖက်လုပ်ငန်းတစ်ခုဖြစ်ဖို့ဘာဒီလို့မလဲဥပဒေရမရှိမဖြစ်လို့အဲ့တဲ့အချက်၃ချက်ရှိပါတယ်နံပါတ်1ကတော့စောစောကပြောခဲ့တဲ့သဘောတူညီချက်နံပါတ်2ကအမျက်ငွေခွဲဝေမယ်ဆိုတဲ့သဘောတူညီချက်နောက်ဆုံးနံပါတ်3ဒါကနည်းနည်းလေးအရေးကြီးတယ်အပြန်အလှန်ကိုစားလဲဖြစ်ဆောင်ရခြင်းကြီးအဲ့ဒါဘာကိုပြောတာလဲဆိုတော့မိဖက်တယောက်ကလုပ်ငန်းထက်ဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီးဆိုတာနဲ့အဲ့ဒါဟာကျန်တဲ့မိဖက်တွေအားလုံးရဲ့ကိုစားဆုံးဖြတ်လိုက်တာနဲ့အတူတူပဲဆိုတဲ့သဘောပါပဲအခုကျွန်တော်တို့ကြုံနေရတဲ့အခြေအနေမျိုးထက်ကိုဥပဒေမှာအတီးအလင်းဖြစ်ထမ်းထားတာရှိပါတယ်အဲ့ဒါကတော့မိဖက်အဥပဒေပုံမှန်42ပါသူကဘာပြောထားလဲဆိုတော့တစုံတရာစန့်ကျင်ဘက်တဘောတူညီချက်တီးတဲ့မရေးထားဘူးဆိုရင်မိဖက်တယောက်သေဆုံးသွားတာနဲ့အဲ့ဒီလုပ်ငန်းဟာအလိုလျောက်ဖြစ်သိမ်းပြီးသားဖြစ်သွားတယ်ဒါအတိကကူအဓိကကြတဲ့အချက်ပဲဒါကစာအုပ်ထဲမှာရေးထားတဲ့ theory တက်တော့မဟုတ်ဘူးလက်တွေ့မှာတကယ်ဖြစ်ခဲ့ပြီးတရားရုံးကအဆုံးဖြတ်ပေးခဲ့တဲ့အမှုတစ်ခုရှိပါတယ်အဲ့ဒီစံပြမှုကိုတစ်ချက်လောက်လေ့လာကြည့်ကြအောင်ဟုတ်ကဲ့အရင်ကတရားရုံးမှာဆုံးဖြတ်ခဲ့တဲ့အမှုတစ်ခုရှိခဲ့မှုပါတယ်အဲ့ဒီအမှုကဒေါ်ခတ်ဆိုတဲ့အမျိုးသမီးတစ်ယောက်ရဲ့အမှုပေါ့သူ့ရဲ့ခြေနေကအခုဒေါ်မိုးမမရဲ့အခြေအနေနဲ့ဘလောက်တောင်တူနေလဲဆိုတာကိုဒီမှာနိုင်ရှင်ကြည့်လိုက်ရအောင်နှစ်ယောက်လုံးကမိတ်ဖက်ရဲ့မူဆိုးမတယ်ဒါပေမဲ့အဆုံးဖြတ်ပေးခဲ့တဲ့အဓိကအချက်ကဘာဖြစ်မလဲအဲ့ဒီမှာတရားရုံးကအရင်ရှင်းတဲ့အဆုံးအဖြစ်တစ်ခုကိုချခဲ့ပါတယ်အဲ့ဒါကတော့လုပ်ငန်းရဲ့အမျက်ငွေဝေစုကိုခန်းစားခွင့်ရနေုံနဲ့အဲ့ဒီလူကိုမိမ့်ဖက်တယောက်ပါလို့ပြောလို့မရဘူးဆိုတာပါပဲအဲ့ဒီကမိမ့်ဖက်ဖြစ်ပါမယ်ဆိုတဲ့တရားဝင်သဘောတူညီချက်ရှိသလားမရှိဘူးလားဆိုတာပဲဖြစ်ပါတယ်ဟုတ်ပြီအခုဆိုရင်ဥပဒေကဘာပြောလဲတွေ့ပြီစံပြမှုကဘလို့ဆုံးဖြတ်ထားလဲတွေ့ပြီဒီတော့အဲ့ဒီအချက်တွေအားလုံးကိုပေါင်းပြီးဒေါ်မိုးမရဲ့ကိစ္စတွေတိကျတဲ့အဖြေကိုဆွဲထုတ်ကြည့်ကြရအောင်ဒီဥပဒေပြဋ္ဌာန်းချက်တွေရောအရင်ကအမှုရဲ့ဆုံးဖြတ်ချက်ကိုပါတုံ့တက်လိုက်တဲ့အခါမှာတခြားအချက်တွေအောင်လုံးထက်ပေါ်ပြီးအဆုံးဖြတ်ပေးနိုင်တဲ့အချက်တစ်ချက်ပဲထင်ကနေပေါ်ထွက်လာပါတယ်အဲ့ဒါကတော့သဘောတူညီချက်ပါပဲဒေါ်မိုးမရဲ့ကိစ္စမှာဆိုရင်သူ့ကိုမိတ်ဖက်အဖြစ်သတ်မှတ်ကြောင်းရည်သားထားရဲ့တရားဝင်သဘောတူညီချက်ဘယ်နှခုရှိပါသလဲအဖြေကတော့တစ်ခုမှမရှိပါဘူး300ပါပဲဒီတော့ဥပဒေအရသူ့ရဲ့ရည်တည်မှုကအရန်ကိုရှင်းနေပါပြီဒါကြောင့်မို့လို့နောက်ဆုံးအဆုံးအဖြတ်ကရှင်းသွားပါပြီနံပါတ်1ဒေါ်မိုးမဟာအလိုအလောက်မိတ်ဖက်တယောက်ဖြစ်မလာနိုင်ပါဘူး2သူ့ရဲ့အိမ်တော်ဖက်ဖြစ်ချင်းဆိုတဲ့ဆက်ဆံရေးကသူ့ကိုမိတ်ဖက်စင်အတိုင်းမပေးနိုင်ပါဘူးဘာလို့လဲဆိုတော့အဓိကအချက်ဖြစ်တဲ့စန့်ကျင်ဘက်သဘောတူညီချက်ဆိုတာမရှိခဲ့တဲ့အတွက်ဦးမျိုးဦးကွယ်လွန်သွားတာနဲ့တပြိုင်နက်ဒီလူနှစ်ယောက်ရဲ့မိတ်ဖက်လုပ်ငန်းဟာဥပဒေအရအလိုအရောက်ဖြစ်သိမ်းပြီးသားဖြစ်သွားလို့ပဲဒီဖြစ်တစ်ခုလုံးကနေကျွန်တော်တို့ပြန်ပြီးမေးခွန်းထုတ်စရာတစ်ခုခြံထားခဲ့ပါတယ်အဲ့ဒါကတော့လက်ရှိလောက်ကင်နေတဲ့မိတ်ဖက်လုပ်ငန်းတွေဟာတည်ထုံသူတွေမရှိတော့တဲ့နောက်ပိုင်းမှာပါဆက်ပြီးတည်တက်နိုင်အောင်တည်ဆောက်ထားရလားဆိုတာပါပဲဒီကနေရနိုင်တဲ့အရေးကြီးဆုံးသင်ခန်းစာကတော့ရှင်းပါတယ်
မမျှော်လင့်ထားတာတွေဖြစ်မလာခင်မှာတိကျခိုင်မာတဲ့စာရွက်စာတမ်းသဘောတူညီချက်တွေနဲ့ကြိုတင်ပြင်ဆင်ထားမှသာကိုယ့်လုပ်ငန်းရဲ့အနာဂတ်ကိုတကယ်အာမခံနိုင်မှာဖြစ်တယ်ဆိုတဲ့အချက်ပါပဲ